တောင်ကြီးရစားစာကိုတောင်မှာနေပြီးစားပြထားတဲ့ vlog လေးဖြစ်ပါတယ်ရှင် Hello guys တို့ဘူးနေမစားကြလို့တရားဒီနေ့တို့ဘူးနေလေးကိုမနက်စာအဖြစ်စားခဲ့ပါတယ်ဒီလိုတန်းတော့တို့ဘူးနေရဆိုင်မှာထန်စားမှပုတ်ပြီးအဆင်ပြေတဲ့စားစာလေးပေါ့နော်ဒါပေမဲ့တရားပါဆယ်ဘူးကြီးနဲ့ဆိုတော့တို့ဘူးနေပုံစံပြတ်သွားပြီးထင်နေရဒါပေမဲ့တို့ဘူးနေကလုံးဝပုံစံမပြတ်ပဲနဲ့ဘူးဖွင့်လိုက်တာနဲ့အရန်ကိုစားကျင်စရာလေးဖြစ်နေခဲ့ရပါရှင်တို့ဘူးနေကတရားအိမ်ရောက်ရင်ပကံလုံးနဲ့ထည့်ဖို့စဉ်းစားထားတာပေါ့နော်ဒါပေမဲ့ဘူးလေးနဲ့ပဲစားလိုက်ပါရှင်ဘာလို့ဆိုတော့ပကံလုံးနဲ့ထည့်ပုံပြတ်သွားမှာဆိုတော့တို့ဘူးလေးကိုနှံ့အောင်တော့နေလိုက်ပါတယ်ဒါပေမဲ့တို့နေရတော့ခောက်ဆွဲရအနေနဲ့ပြော့သွားလို့လားမသိဘူးလုံးထွေးသွားရပေါ့နော်နေလိုက်တဲ့အချိန်မှာဒါပေမဲ့အရသာတော့ဒါကြိုက်ပါတယ်ဒါအခုဗီဒီယိုထဲမှာပြန်ကြည့်မှာတို့နေရပုံစံတော်တော်ပြတ်နေရပါပဲစရင်မစားခင်တော့ကတော့တို့နေပုံစံအရောက်သေးဆောင်နေပြီအရန်ကိုလှပါရှင်မနေ့ကတဗိုက်ဆာဆာနဲ့စားခဲ့ရဆိုတော့တို့ဘူးနေပုံစံကိုတတိမထားမိခဲ့ပါဘူးရှင်တရားရဲ့ညီမလေးကိုလည်းတို့နေဖွင့်ပြလိုက်ပါသေးရဲ့ရှင်ဒီခေါက်တော့တရားရေကိုမမေးတော့ပါဘူးရှင်နင်တက်လို့ရေကိုဒီခေါက်တော့ကိုယ့်ရဲ့ဘေးနားမှာပဲရှာတာပါရှင်တရားရှမ်းစားစာရေးလည်းရမ်းကြိုက်ပါရှင်နောက်ထပ်တရားကိုစားစစ်ခြင်းနဲ့မုတ်လေးရှိရင်လည်း comment မှာမှတ်ခဲ့ပေးကြပါနော်တရား vlog လေးထည့်ကြည့်ရင်တရားကို follow လုပ်ခဲ့ဖို့မေးကြပါနဲ့နော် bye bye